တင်ကကောက်ရိုးမိစိတ်တဲ့ရှိနေတဲ့သူတယောက်လားဒါမှမဟုတ်ရှင်ကိုဘလောက်ပဲစူးစမ်းအရာမတင်ပါဘူးဆိုပြီးတော့စိတ်ပြည့်အားလျှော့နေတဲ့သူတယောက်လားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်သွားဖို့လိုပါမယ်နော်အဲ့တော့မိတ်ဆွေတို့ပေါ့နော်တစ်နေ့ကိုစာမျက်နှာ10မျက်နှာပဲဖတ်အောင်တစ်လဆိုလို့ရှိရင်စာအုပ်တော့ပြီးသွားပြီ vocabulary 9လုံးပဲကြက်အောင်6လလောက်ဆိုလို့မှာ vocabulary 940လုံးသိသွားပြီအဲ့တော့ဒါဘာကြီးလဲဆိုရှင် compound effect ပဲဒီလိုပဲဝါးပင်တပင်ကိုစိုက်တဲ့အခါကျလို့ရှိရင် spirit ကိုလာပေါင်းများစွာတိုင်အောင်တူပြီးထွားလာမှုတွေပြောင်းလဲလာမှုတွေဒါတွေကိုမြင်ရမှာမဟုတ်သေးဘူး။ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ तू ကပေါ့နော်မြေစီလွာထဲမှာသူ့ရဲ့အမြင့်တွေကိုတန်မာလာအောင်အောက်ခြေခိုင်အောင်ပေါ့နော်အားယူနေရတော့မှရှိသေးတယ်။နော်ဒါပေမဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါကျတော့တခြားအပင်တွေမြန်ဆန်နှုတ်ထက် तू ကလေ2ဆ3ဆ4ဆလောက်ကိုမြင်မြင်ဆန်ဆန်နဲ့ကြီးထွားလာတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူ့ရဲ့အောက်မှာအမြင့်ကခိုင်မာမှုရှိနေလို့ပဲ။အဲ့ဒီအချိန်ကျလို့ရှိရင်ဘယ်သူမှသူ့ကိုမကြီးပါနဲ့ဆိုပြီးတော့တွားပြီးတော့ရက်တန်လို့မရတော့ဒီလိုပဲအခုလက်ရှိလုပ်နေရလေအလေးအကျင့်ကောင်းလေးလေးမားရဲ့ action လေးကိုပေါ့နော်တိတ်ပြီးတော့အထင်မသေးလိုက်နဲ့ဘာလို့လဲဆိုလို့ရှိရင်တစ်ချိန်ချိန်မှာဒါတွေကကိုယ့်ကိုကြီးမားထည့်သွားတဲ့ရလက်တစ်ခုကိုရအောင်ဖန်တီးပေးနိုင်လို့လူအများစုကပေါ့နော်၄-၅ရက်လောက်လုပ်ပြီးရှော့လိုက်ကြတာကလည်းပေါ့နော်သူတို့ကဒါလုပ်ရင်ဒါရမယ်အမြန်ရမယ်ဆိုပြီးတော့တွေးနေကြလို့ပဲပေါ့နော်အဲကြောင့်မို့ကောက်ရိုးမိစိတ်တဲ့ဆိုတာလည်းဖြစ်လာတယ်တကယ်က progress တစ်ခုမှဆိုရှင်အချိန်ဆိုရယ် time ရယ် consistency ရယ် small action ရယ် good system တစ်ခုရယ်ပေါင်းမှတကယ် progress ဆိုတာထွက်လာတာပေါ့နော်အဲ့တော့အချိန်ဆိုတာမဖြစ်မနေလိုအပ်တဲ့အရာတစ်ခုပဲအဲ့တော့အချိန်တစ်ခုစောင့်ရမယ်အရင်စိတ်မလောပါနဲ့အလစ်မလိုပါနဲ့အဲ့တော့စိတ်ရှည်ပါလွယ်လွယ်နဲ့အရှုံးပေးရတဲ့သူတွေမှာကိုမပါဝင်ပါစေနဲ့တနေ့ကို vocabulary 9လုံးပဲတက်နိုင်စာမျက်နှာ9မျက်နှာပဲဖတ်နိုင်ကြီးတနားပဲသွားနေသွားတယ်အနည်းဆုံးတော့ဘာမှမလုပ်တဲ့သူထက်စားရတော့ကိုကအများကြီးတာသေးတယ်အကြောင်းမလို့ကိုလက်လျှော့ရှုံးပေးခြင်းတဲ့အခါတိုင်းဒီဗီဒီယိုလေးကိုလာကြည့်လေပါဒါမှမဟုတ်ရှင်ဆွေကနာပြောခဲ့တဲ့ဝါးပင် example လေးကိုအတူယူပြီးတော့ကိုရင်ပေါ့နော်စိတ်တက်ကြတာရေအကုန်လုံးကိုပြန်ပြီးတော့မြင့်တင်လိုက်ပါအဲ့တော့တနေ့လိုရှင်ကြာရင်တော့အရာထင်လာမှာပါတကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးသင်ဆုံးတရားရှိခဲ့မယ်ဆိုလို့ရှိရင်တော့ like and follow လေးလုပ်ပြီးတော့ speed ကို support ပေးခဲ့ပါအောင်เนาะအဲ့တော့ကိုယ့်ရဲ့တခြားတငယ်ချင်းတွေရှိခဲ့ဆိုလို့ရှိရင်လည်း share လေးလုပ်ပြီးတော့ကူညီပေးခဲ့ပါအောင်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye bye